သက်နှင်းစုဖြစ်ပါတယ် အလုံးမဲမင်္ဂလာပါခင်ဗျာ လာပါဟုတ်ပါပြီကဲလာဒီလားလာဒီကတူတာအေးလေးတော့သလားဟုတ်ပါပြီသမိတ်ဆက်ပေးပါဦးသနာမည်နဲ့ အလုံးမဲမင်္ဂလာပါခင်ဗျာတားနာမည်ကတော့မောင်ကျော်စုအိမ်မဲဖြစ်ပါတယ်ခင်ဗျာသမီးနာမည်ကတော့မတ်တနေစုဖြစ်ပါတယ်ရှင်ဒီဘက်ကမမီရောမိတ်ဆက်ပေးပါဦး အားလုံးပဲမင်္ဂလာပါရှင်သမီးရဲ့နာမည်ကတော့မတ်တုံနန္ဒီဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်သမီးနာမည်ကတော့မတ်မီသူကျော်ဖြစ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်သမီးရဲ့နာမည်ကတော့နိုးနိုးဖြစ်ပါတယ် ဒါနဲ့သမီးကဒီပွဲလေးမှာဘာချင်းနဲ့ပြောပြမှာလဲ ဦးရန်အောင်နဲ့မမနဝရက်တီဆိုထားတဲ့ရေလောင်းရေဘက်ဖြစ်ပါတယ်တေးရကတော့ဆရာမျိုးမငင်းဖြစ်ပါတယ် ဟုတ်ပါပြီဗျာကဲဟုတ်ပါတချင်းနဲ့ပြည်သက်ကြီးကိုဖြောပြမယ်ပေါ့ ဟုတ်ကဲ့ အခုလိုကဲအထူးလုံးတဲ့ပွဲမှာပါဝင်ဖြောပြရတော့ဘယ်လိုနေလဲ ပျော်ပါတယ် အခါပွဲရော ကိုယူပြော ပျော်ပါတယ် ပြောပါရဲ့ ပြောပါရဲ့ ပြောပါတယ် ကဲဟုတ်ပါပြီပြည့်တဲ့တော့ကအခုရှင်လူလေးနဲ့ကမှာဆိုတော့အကောက်ကိုပမာတိုက်ခါကြတယ် အနုပညာဦးစီးဌာနကတမီးရဲ့ဘွားဆမဒေါ်လာမီနဲ့တမီးတို့အကတိုက်ထားတာပါ ဟုတ်ပါပြီပြည်သက်ကြီးကိုအကောင်းဆုံးဖြောပြနိုင်ပါစေလို့ဆုတောင်းပေးပါရဲ့ ပြည့်စုံနဲ့ပြပါစေရှင် ဟုတ်ပါပြီ ချိန်ကလေးတွေရဲ့ခေါင်း ရေလောင်းရေပတ်ငယ်ချင်းနဲ့အောင်ရဲ့စံပတ်စီခြင်းစိတ်ကစင်ကြဲမပတ်ဘူးဆိုရင်စိတ်ဆိုးမှာပင်ဟန်ကြည့်လို့ဆိုမယ်ရေလောင်းရေပတ်ခံလာတဲ့ငယ်ချင်းနဲ့ကိုရဲ့စံပတ်စီခြင်းစိတ်ကကြည့်လေမပတ်ဘူးဆိုရင်စိတ်ဆိုးမှာပင်ဟန်ကြည့်လို့ဆိုမယ် မြို့မြမီတွေချင်းချင်းလေးချင်းမပတ်ရင်ကွယ်ပြန်မဦးခင်ခင်ရဲ့စီစီမပတ်သေးတော့သူတို့မနေယုံကြည်ပြီးလာပါတယ်ကိုတို့စိတ်နဲ့ရွှေရအောင်ပတ်ပြန်မစခင်ရဲ့ကိုလုံးရင်မအောင်ကွယ်စိတ်ရွှင်စေတဲ့ချမ်းရဲ့နှလုံးအေးတဲ့အသက်အေးတဲ့ကြည်လူပါရဲ့ခင်ခင်ရဲ့နောက်နေ့ခါပါယောဂပတ်ပြီးကွယ် ရေလောင်းရေပတ်တဲ့ငယ်ချင်းနဲ့ရဲ့ချမ်းပတ်စီရင်စိတ်ကစင်ကြဲမပတ်ဘူးဆိုရင်စိတ်ဆိုးမှာပင်ဟန်ကြည့်လို့ဆိုမယ်ရေလောင်းရေပတ်ခံလာတဲ့ငယ်ချင်းနဲ့ကိုရဲ့ချမ်းပတ်စီရင်စိတ်ကကြည့်လေမပတ်ဘူးဆိုရင်စိတ်ဆိုးမှာပင်ဟန်ကြည့်လို့ဆိုမယ် မြို့ညညီတွေချင်းချင်းလေးချင်းမပတ်ရင်ကွယ်ပြန်မဦးခင်ခင်ရဲ့စီစီမပတ်သေးတော့သူတို့မနေယုံကြည်ပြီးလာပါတယ်ကိုတို့စိတ်နဲ့ရွှေရအောင်ပတ်ပြတ်မှစခင်ရဲ့ကိုလုံးရင်မအောင်ကွယ်စိတ်ရှင်စိတ်တစ်ချမ်းရဲ့နှလုံးအေးတဲ့အသက်အေးတဲ့ကြည်ပြူပါရဲ့ခင်ခင်ရဲ့နောက်နေ့ခါပါယောဂပတ်သေး ကျေးဇူးအများကြီးတင်ပါတယ် သားတို့အရန်တော်ပဲသားတို့ဖွဲ့ကရှေ့ဖွဲ့အတိုင်းပဲအရန်တော်တာပဲအခုလိုတို့ရဲ့ဒီ Starless Sky အစီအစဉ်အထူးပွဲလေးမှာကြံတွင်ပြည်သက်ကိုအခုလိုဖြောပြပေးရတဲ့အတွက်
သားတို့မိတို့ပဲအားလုံးကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်